များသောအားဖြင့် beginner တွေတော်တော်များအတွက်ကဖြစ်တာလည်းရှိတယ်ဖြစ်တာရှိတယ်လို့ဒီနှစ်အနေငယ်လောက်ပဲကိုကလေ့လာထားတဲ့အတိုင်းအတာမျိုးရှိတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်လည်းဒါဖြစ်တတ်တဲ့အမားလေးလည်းရှိရပေါ့နော်ပေါ့အဲ့ဘာလဲဆိုတော့ emotion control ကိစ္စပေါ့နော် emotion control ကဘာလဲဆိုတော့ emotion control ကတော့ပြန်ကိုကဒါငွေကြီးဗျာရင်းနှီးမြှုပ်နှံပြောကြမှာကိုယ့်ရဲ့ပတ်စံတွေထည့်ပြီးလောက်တာဆိုတော့ကြတော့လေဘာဖြစ်မလဲဆိုရင်ကိုကဘိုင်ထားပဲဖြစ်ဆဲထားပဲဖြစ်ဒါဥစားပေါ့ emotion ဝင်မယ်เนาะ emotion ဝင်မယ် FOMO ဝင်မယ် FOMO ဆိုတော့ကြောက်စိတ်ပေါ့နော်ဟုတ်ပေါ့နောက်ပြီးတော့ကိုယ့်ကိုယ်လည်းယုံကြည်မှုရှိနေရမှာเนาะဒါကြောင့်မလို့ stop loss နဲ့ TP အောင်ထားသင့်ပါတယ် stop loss TP ထားသင့်တယ်ဥမာကိုကဥမာ beginner အကောင့်ထည့်ပြီးတော့အကောင့်ဖွင့်မယ်เนาะအကောင့်ဖွင့်ပြီးတော့ကြာမှ trade မယ်เนาะ trade ပဲဘာလို့တော့မသိဘူးပေါ့နော်ဒါပေမဲ့ပေါ့နော်ဒီဘိုင်ကောင်းမဲ့ထင်ပြီးတော့ကြာမှဘိုင်လိုက်တာမျိုးလို့ဆဲရင်ကောင်းမဲ့ထင်ပြီးဆဲလိုက်တာမျိုးလို့เนาะအဲ့လိုမျိုးမလုံးတင်ရလို့မဟုတ်ဘူးเนาะတော်တော်များအဲ့လိုမျိုးမလုံးတင်လို့တော့ပြောကြတယ်ပေါ့နော်တကယ်လည်းအဲ့လိုမလုံးတင်လို့မဟုတ်ဘူးနေစနစ်ပိုင်းလေးပြီးထားတယ်ပိုကောင်းတာပေါ့နော်အနေဆုံးစေးအမြင့်ဆုံးစေးတော့ပြီးထားရင်တော့ဒါဘိုင်ဆဲဟိုကလုံးလို့ရတယ်နောက်ပေါ့ကြမှာအဲ့လိုလုံးချင်နေတော့မှာပဲဘိုင်ရမလားဆဲရမလားမသိနေတော့မှာပဲဘိုင်ကျင်တယ်ဆိုရင်တော့မှာပဲ stop loss ထားမယ်เนาะ TP ထားမယ်ဆဲကျင်တယ်ဆိုရင်တော့မှာပဲ stop loss ထားမယ် TP ထားမယ်ပေါ့နော်တချို့ဆိုရှင်ဟိုက trade တတ်တယ်တိတယ်ဒါပေမဲ့ stop loss ရဲ့ TP တွေမထားတာဖြစ်တဲ့အတွက်အကောင့် blow out ဖြစ်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်ပြီးတော့ကိုကတနေ့ကုန်ကြီး trade နေကြမလို့တနေ့မှာငါပေါ့နော်ဒီဘယ်နှခါ trade ပေါ့နော်3ခါဆို3ခါ4ခါဆို4ခါပေါ့နော် day trade ရအဲ့လိုမျိုး trade မယ်ဆိုလို့ရှိရင်ငါတနေ့မှာငါဘယ်နှခါ trade မယ်trade လို့မလို့ဘယ်လောက်မြတ်ရင်တော်မယ်ဘယ်လောက်ရှုံးရင်တော်မယ်ပြောရင်အကုန်လုံးရှုံးကကြမှာတော်တာမျိုးတော့မလုံးနဲ့ပေါ့နော်ပေါ့ငါဘယ်လောက်မြတ်ရင်ငါကတော်ပြီပေါ့နော်တော်ပြီဒါဒီနေ့ဒီ trade ကိုတော်ပြီဘယ်လောက်ရှုံးသွားလဲဒီနေ့နားရတော့မယ်ကွာဒီနေ့ဒီ trade ကိုငါမလုပ်တော့ဘူးနောက်ရက်မှာငါစာပြန်ပြီးကြမှာလုံးမယ်ပြန်ပြီးကြမှာငါလုံးမယ်ဆိုပြီးတော့ဒါတွေးသင့်ပါတယ်ဗျာနော်โอเคဒါကတော့ဒီပေါ့ဒီ psychology ဘိုင်းလေးပေါ့နော်ကိုကတကယ်လို့ဘာနည်းစနစ်မှတိမထားဘူးဆိုရှင်တောင်မှပဲဒါသိတဲ့အရာလေးတစ်ခုကတော့ဘာလို့ဆိုတော့ကျွန်မအနေဆုံးစေးအမြင့်ဆုံးစေးလေးတော့သိထားတင်တယ်အနေဆုံးစေးကိုရောက်နေရလားအမြင့်ဆုံးစေးကိုရောက်နေရလားပြောချင်တာကsupply and demand ပေါ့နော် supply level လား demand level လားလေးတော့သိထားတင်ပါတယ်အဲ့ဒါလေးသိထားမယ်ဆိုလို့ရှိရင် buying လုပ်ချင်တယ်ဖြစ် sell လုပ်ချင်တာဖြစ် stop loss လေးထားမယ် TP လေးထားမယ် 1 ratio 3လောက်သွားမယ်1 ratio 3လောက်ကို risk ယူပြီးတော့ကြာတော့မှ risk ယူပြီးတော့1 ratio 3လောက်တွက်ပြီးတော့ကြာမှကျွန်တော်တို့ကတနေ့ကိုနော်3ခါနဲ့5ခါဝန်းကျင်လောက်ထိမယ်နော်5ခါထိမယ်2ခါမြန့်ကိုနိုင်ပြီလေနော်2ခါမြန့်ကိုနိုင်ပြီ5ခါလုံးရှုံးရင်တော့ရှုံးမှာပေါ့ဗျာနော်5ခါလုံးတော့မရှုံးစင်နဲ့ပေါ့3ခါထွေတယ်ဆိုလို့ရှိရင်2ခါရှုံး1ခါမြတ်တာနဲ့တင်ဒါကိုကအမြတ်ရပြီကိုထွေးမဲ့3ခါထွေးမဲ့ဆိုတဲ့ပမာဏပြည့်သွားပြီဆိုလို့ရှိရင်ကိုကအဲ့နေတော့ကိုကနေတော့နားလိုက်တယ်ပေါ့နော်အမြတ်ကတော့နဲတာများတာတော့ရှိမှာပေါ့နော်ရှုံးတယ်ဆိုလို့ရှိရင်လည်းအဲ့ရှုံးတဲ့အရှုံးကိုလက်ခံပြီးတော့ကျွန်မဒီနေ့အတွက်နားပြီးတော့ကျွန်မနောက်ရက်အတွက်ပြန်ပြီးပြင်ဆင်ရမယ်ပေါ့နော်အဲ့သဘောတရားလေးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်စီမှာနော် KVB market account ဖွင့်လို့ရပါတယ်ခင်ဗျာနော်KVB account market ဖွင့်လို့ရတယ်အဲ့ဒီတော့ကိုကျွန်တော်အနေနဲ့ကျွန်တော်စီမှာ link လာတောင်းလို့ရပါတယ်ဗျာနော်ကျွန်တော်စီမှာ link လာတောင်းလို့ရတယ်နောက်ပြီးတော့ကျွန်တော်ဗီဒီယိုမှာလည်း link လေးထည့်ပေးထားပါမယ်နော် comment မှာလည်း link ထည့်ပေးထားပါမယ်နော်ဆိုတော့ကြတော့မှ okay နောက်တဲ့ဗီဒီယိုမှာပြန်ဆုံကြပါခင်ဗျာနော်ဒီနောက်ပြီးတော့ KVB မှာဘယ်လိုဖွင့်ရမလဲအကောင့်ဖွင့်တတ်ဘူး link တော့သိပါရဲ့အကောင့်မဖွင့်တတ်ဘူးဆိုလို့ရှိရင်လည်းအကောင့်ဖွင့်လို့ရတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်တင်ဆက်ပေးပါမယ်နောက်ပြီးတော့ကျွန်တော်ရဲ့ Telegram အကောင့်ကိုလည်းကျွန်တော်အနေနဲ့ဒီ link လေးချပေးထားတယ်เนาะအဲ့အကောင့်ကို join ပြီးတော့ကျွန်တော်ကိုဘာသာတို့သိကျင်တာတွေအကုန်လုံးကျွန်တော်လာမေးလို့ရပါတယ်ကျွန်တော်အားလုံးကိုကျွန်တော်ဖြည့်ရှင်းပေးပါမယ်ခင်ဗျာ see you ပါဗျ